ဒီမှာကျွန်တော်မေးချင်တာကကျွန်တော်တို့ဘဝတတ္တာမှာဆင်းရဲဒုက္ခတွေပြဿနာတွေအခက်ခဲတွေကြုံဆုံနေရပါသလားအားလုံးပဲမင်္ဂလာပါလို့ယေရှုဖျားနာမတော်အပြင်ရှေးဥစွာနှုတ်ဆက်ပါတယ်ဒီနေ့မှာဓမ္မရဆိုရင်စတုဒ္ဒဆောင်ခန်းကြီး၄အခန်းငယ်1ကနေ9ထဲမှာပါတဲ့ဆင်းရဲသောမုဆိုးမကိုအေလိရှေကူညီခြင်းဆိုတဲ့အကြောင်းအရာလေးနဲ့အနည်းငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်လို့ဒီနေ့ကလေးတွေနဲ့ဓမ္မကျမ်းစာstudy ပေါ့နော်ပြုလုပ်တဲ့အခါမှာကျွန်တော်ခွန်အားရတဲ့အချက်လေးတွေကိုစုစည်းပြီးတော့ဒီနေ့မှာအရန်ခွန်အားရလို့ပြန်လည်ပြီးတော့ဝင်ငါပေးချင်တာဖြစ်ပါတယ်လို့ဆိုတော့ဓမ္မရဆိုရင်စတုဒ္ဒဆောင်ခန်းကြီး၄အခန်းငယ်1ကနေ9ထဲမှာဒီ prophet အမျိုးသားရဲ့မယားတစ်ယောက်ကအေလိရှေစီကိုလာပြီးတော့ကိုရောဤကျွန်ကျမဤခင်ပွန်းတေပါပြီကိုရောကျွန်ဒီထာဝရဘုရားကိုယိုတည်တော်သူဖြစ်သည်ကိုကိုရောသိတော်မူ၏ယခုမှအကျွေးရှင်သည်ကျမသား2ယောက်ကိုကျွန်ခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏ခန်းငယ်1ဆိုတော့ဒီမှာကျွန်တော်မေးချင်တာကကျွန်တော်တို့ဘဝတတ္တာမှာဆင်းရဲဒုက္ခတွေပြဿနာတွေအခက်ခဲတွေကြုံဆုံနေရပါသလားဖျားသခင်လူစီကိုလာပါဒါမှမဟုတ်လေဖျားသခင်စီလာပါဘာဖြစ်လို့လဲဆိုတော့ထိုဖျားကတင့်ရဲ့ဒုက္ခအခက်ခဲပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ဘုရားသခင်ဖြစ်ပါတယ်။တင့်ဘေးနားမှာတင့်ကိုကူညီနိုင်တဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့လည်းပဲအကောင်းဆုံးကတော့ဘုရားလူဒါမှမဟုတ်လေဘုရားသခင်စီလာဖို့အတွက်ဒီကျမ်းပိုက်မှာဒီမိုးဆိုးမရဲ့အတ္တတာအပြင်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒီမိုးဆိုးမကမှန်ကန်တဲ့ရွေးချယ်မှုမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဘုရားသခင်ဒါလင်ကျွန်တော်တို့အခက်အခဲကိုဖြေရှင်းပေးနိုင်ကြောင်းကိုယုံကြည်လျက်ကျွန်တော်တို့ရဲ့ဒုက္ခအခက်အခဲတွေကိုဘုရားသခင်ကိုဒါလင်ရင်ဖွင့်ပြီးကိုးစားပြီးတော့အကူအညီတောင်းဖို့ဖြစ်ပါတယ်ဆိုတော့ကိုပထမချက်အနေနဲ့ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့သူဒုက္ခရောက်တဲ့အခါမှာအကျွေးတွေဆက်ဖို့လိုအပ်တဲ့အခါမှာသူ့ရဲ့အခြေအနေကိုဖျားလူစီမှာသူရင်ဖွင့်ပြီးတော့အကူအညီတောင်းတယ်ဒီလိုပဲကျွန်တော်တို့အတ္တတာမှာကျုံဆုံးလာပြီဆိုရင်ကျွန်တော်တို့ဒီဖျားသခင်စီမှာတိုးဝင်တဲ့အခါမှာကျွန်တော်တို့ရင်ဖွင့်ပြီးတော့ကျွန်တော်တို့ရဲ့ဖြစ်စဉ်ကျွန်တော်တို့ရဲ့အဖြစ်ပြက်အားလုံးကိုကိုတော်ကသိတယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ကတောင်းလျှောက်ရမှာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုစုတောင်းခြင်းအတ္တတာရှိရမှာဖြစ်တယ်တောင်းလျှောက်တတ်ရမယ်တောင်းလျှောက်တော့အတ္တတာရှိရမယ်ပေါ့နော်ဒါကအရာအားလုံးရဲ့အစဖြစ်ပါတယ်လို့အရာအားလုံးကြီးမားသောနမိတ်လက္ခဏာတွေကြီးမားသောကောင်းကြီးမင်္ဂလာတွေခံစားဖို့အတွက်အစပြုခြင်းကပထမအဆုံးခြေလမ်းကဘုရားသခင်စီတွားပြီးဘုရားသခင်စီမှာချင်းကပ်ပြီးတော့ကျွန်တော်တို့စုတောင်းလျှောက်ရမယ်အကူအညီတောင်းရမယ်ရင်ဖွင့်ရမှာဖြစ်ပါတယ်လို့နောက်တစ်ချက်အနေနဲ့ကတော့သူ့ရဲ့အမျိုးသားရဲ့အရေးအချင်းအများကြီးမရှိဘူးဖះကိုယူတည်တော်သူဖြစ်တယ်ပြီးတော့ prophet Elisha ကတည်တယ်ဆိုတော့ဖះသခင်ကိုယူတည်ခြင်းကအထူးပဲလိုအပ်တယ်ဖះလူဖြစ်တယ်prophet နော် prophet တပါးရဲ့မယားဖြစ်တယ်လို့ပြောတဲ့အတိုင်းပဲသူကဖះလူဖြစ်တဲ့အတွက်ဖះကိုယူတည်တယ်ဆိုတော့သူ့မှာရှိတဲ့အရေးချင်းအပြည့်အဝရှိတယ်ဆိုတော့တွေ့ရပါတယ်သူတို့သိချတာပေါ့အကျွေးတင်နေဘာညာဆိုတာသူတို့မချမ်းသာဘူးမကြွယ်ဝဘူးပေါ့နော်ဒါပေမဲ့လည်းပဲသူ့မှာရှိတဲ့အရေးချင်းကတော့ဘုရားကိုယူတည်တယ်ဒါကိုလည်းလူတွေကသိတယ်ဒီလိုမျိုးဘုရားကိုယူတည်ခြင်းကိုကတယောက်တည်းယူတည်နေတယ်လို့ပြောလို့မရဘူးကိုကဘုရားကိုယူတည်တာကိုလည်းပဲဘယ်သူတွေသိလဲနော်ကိုကိုတက်တည်ခံမဲ့လူဘယ်သူတွေရှိလဲဘုရားသခင်ကိုကယူတည်တယ်ဆိုရင်ဘုရားသခင်ကိုကချီးမွမ်းတယ်ဆိုရင်ဘုရားသခင်ကိုကအားကိုးတယ်ဆိုရင်ဘုရားသခင်အတွက်ကိုကအသက်ရှင်နေဆိုရင်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကသိရမှာဖြစ်ပါတယ်နော်နင်တို့မသိလို့သာငါကတော့အမြဲတမ်းဆုတောင်းတယ်ဆိုတာမဟုတ်ပါဘူးနင်တို့မသိလို့ပါငါအမြဲတမ်းစမ်းစာဖတ်ပါတယ်ဆိုတာဒါမဟုတ်ပါဘူးနော်တကယ်စမ်းစာဖတ်တယ်တကယ်ဆုတောင်းတယ်ဆိုရင်သိကိုသိပါတယ်နော်ဆိုတော့ဒါကဘုရားလူဘုရားကိုချစ်တဲ့သူရဲ့အရေးအချင်းဖြစ်ပါတယ်နော်ကြီးကြီးမားမားသူ့မှာကောင်းကြီးခံစားရလောက်တဲ့အရေးချင်းလည်းမရှိဘူးလို့ကျွန်တော်တို့မြင်ပါပေါ့နော်ဒါပေမဲ့ဒီဖះကိုယူတည်ခြင်းကဖ
ရားသခင်ရဲ့ကောင်းကြီးမင်္ဂလာခံစားဖို့အတွက်ပြည့်စုံတဲ့လုံလောက်တဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်လို့နောက်တစ်ချက်အနေနဲ့verse 2ကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုရင်အေလိရှဲကလည်းတင့်အဖို့အဘယ်သို့ငါပြုရမည်နည်းတင့်အိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလင်ကိုတော့ကျမအိမ်၌စီအိုတစ်လုံးမှတပါအဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုတော့ဆိုတော့ဒီမှာဘာကိုတွေ့ရလဲဆိုရင်ကျွန်တော်တို့စီမှာဘာရှိလဲကျွန်တော်တို့စီမှာရှိတဲ့အရာကိုဖျားခင်ကအသုံးပြုခြင်းတယ်ကျွန်တော်တို့စီမှာရှိတဲ့အရာကိုဖျားခင်အသုံးပြုနိုင်တယ်ဆိုတော့ကျွန်တော်တို့စီမှာဘာမှမရှိဘူးဆိုတဲ့လူတော့ကျွန်တော်မရှိဘူးလို့ထင်ပါတယ်ဖျားခင်က talent ဥပမာထဲမှာဆိုရင်50ပြည့်တဲ့လူရှိတယ်20ပြည့်တဲ့လူရှိတယ်10ပြည့်တဲ့လူရှိတယ်ပေါ့နော်ဒီလိုမျိုးလူတိုင်းကိုအစွမ်းအစကိုစီကိုတော်ကပေးထားပြီးသားဖြစ်ပါတယ်လူတိုင်းမှာအစွမ်းအစကိုစီရှိကြပါတယ်နော်ကိုယ့်ရဲ့အတ္တတာမှာဘာမှမရှိဘူးဆိုတဲ့လူမရှိပါဘူးဒီကိုယ်မှာရှိတဲ့အရာလေးနဲ့ဘုရားခင်ကအသုံးပြုနိုင်တယ်ဘုရားခင်ကဘုန်းတော်ထင်ရှားနိုင်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာရှိလဲရှိတဲ့အရာကိုအသုံးပြုရအောင်ကျွန်တော်တို့ရှိတဲ့အရာနဲ့အကောင်းဆုံးစူးစမ်းစွမ်းဆောင်ကြရအောင်ကျွန်တော်တို့မှာရှိတဲ့အရေးချင်းကျွန်တော်တို့မှာရှိတဲ့ပိုင်ဆိုင်မှုကျွန်တော်တို့မှာရှိတဲ့အရာလေးတွေကဘုရားသခင်အသုံးပြုနိုင်သောအရာဖြစ်ဖို့စက္ကပ်ဖို့လိုအပ်ပါတယ်ဆိုတော့နောက်တစ်ချက်တွားကြည့်မယ်ဆိုရင်အေလိရှဲကတွားလောအိမ်နီးချင်းရှိသမျှတို့တွင်လက်တော်အိုးတို့ကိုငှားယူလောများစွာသောအိုးတို့ကိုငှားယူလောကိုယ်အိမ်တို့ရောက်သောအခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငှားယူသောအိုးများအထဲသို့စီကိုအပြည့်လောင်း၍ထားလောဟုစီရင်သည့်အတိုင်းနော်3နဲ့4နဲ့ခါလေးတွဲဖတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီမှာဘာတွေ့ရလဲဆိုရင်ချီးငှားခြင်းပေါ့ခါလီကြရင်ကျွန်တော်တို့ကြီးမားတဲ့အမှုရာတွေကိုလှုပ်ဆောင်ဖို့အတွက်ဆိုရင်ကိုယ်မှာမလုံလောက်တဲ့အရာဖြစ်တတ်ပါတယ်ကိုယ်မှာမလုံလောက်တဲ့အတွက်လူတစ်ပါးစီကနေပြီးတော့ချီးငှားရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်ဘာကိုတွေ့ရလဲဆိုရင်ချီးငှားခြင်းနိယာမပေါ့ဒီ Deuteronomy ထဲမှာဆိုရင်တင်ချီးငှားတော်သူမဟုတ်ဘူးပေါ့နော်ချီးငှားပေးတဲ့သူဖြစ်မယ်အမိမဖြစ်စေဘူးခေါင်းဖြစ်စေမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ချီးငှားလိုက်တဲ့အခါကျရင်ကောင်းကြီးမင်္ဂလာမခံစားရတဲ့လူလိုမျိုးခံစားရတတ်တယ်ပေါ့နော်ငါကတော့အကျွေးတွေနဲ့ဖျားခင်ကငါ့ကိုကောင်းကြီးမပေးဘူးထင်နေဆိုတာမျိုးပေါ့လေအေလိရှဲတက်တာမှာဆိုရင်ဒီလိုမျိုးချီးငှားခြင်းအပြင်ဖျားခင်ကကြီးမားစွာနမိတ်လက္ခဏာပြုဖို့အတွက်အထောက်အကူအနေနဲ့အများနဲ့အသုံးပြုပါတယ်ဓမ္မရာဆိုရင်ဒီစတုတ္တဆောင်ခန်းကြီး6ခန်းငယ်1ကနေ9မှာလည်းပဲသူတို့ကြားစာကြောင်းအဆောင်ပေါ့နော်ကျောင်းသားတွေများလာတဲ့အခါကျတော့အဆောင်တိုးချဲဖို့အတွက်ဒီတစ်တွေတွားခုတ်တဲ့အခါမှာသူတို့ငှားထားတဲ့ပစိန်ကရေထဲမှာပြုတ်ကျသွားတာပေါ့နော်ရေထဲမှာပြုတ်ကျသွားတော့အေလိရှဲကတစ်ကိုင်းလေးနဲ့ယူပြီးတော့အဲ့ဒီကျသွားတဲ့နေရာကိုချလိုက်တဲ့အခါမှာအဲ့ဒီပစိန်တန်ထဲနဲ့ပြုတ်လို့ထားတဲ့ပစိန်ကရေဒီကနေပြန်ပေါ်လာတယ်ပေါ့ပြောချင်တာအဲ့ဒီပစိန်ကသူတစ်ပါးစီကငှားထားတဲ့ဟာမဟုတ်လို့သူတစ်ပည့်ကကိုတော့သွားပါပြီဒါကျွန်တော်တို့သူများစီကငှားထားတဲ့ပစိန်ပဲလို့ပြောတာပေါ့ဆိုတော့ဒီဆောက်လို့ရည်အတွက်အဓိကအရန်ရေးကြီးတဲ့အရန်လိုအပ်တဲ့ပစိန်တော့သူတို့ကငှားခဲ့ရတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးချင်းငှားခြင်းနိယာမကလည်းပဲတနည်းအားဖြင့်ကောင်းကြီးမင်္ဂလာမခံစားရလို့ဆိုတာထက်ကောင်းကြီးမင်္ဂလာခံစားဖို့အတွက်အထောက်အကူပြုတဲ့အရာတစ်ခုလေးဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်နောက်တဲ့အိမ်နီးနားချင်းကောင်းများရှိခြင်းပေါ့နော်ပတ်ဝန်းကျင်မှာရှိတဲ့အိမ်နီးနားချင်းမှာတင်ချင်းငှားနိုင်ခြင်းဆိုတာကနည်းတဲ့ကောင်းကြီးမင်္ဂလာမဟုတ်ဘူးတချို့တွေကရှိတယ်မငှားပေးခြင်းဘူးတချို့တွေကမယုံကြည်လို့မငှားပေးခြင်းဘူးเนาะတချို့တွေကစိတ်မချလို့ဖြစ်နိုင်တယ်ဒီလိုမျိုးအခြေအနေမျိုးမှာကြည့်မယ်ဆိုရင်ဒီမုဆိုးမကသူကတတ်နိုင်တဲ့လောက်အကုန်လုံးတော်တော်များများကိုသူချေးယူနိုင်ခဲ့တယ်ဆိုတော့ဒီအရာကလည်းပဲကောင်းသောအိမ်နီးချင်းလိုအပ်တဲ့အရာများကိုဖြည့်ဆည်းပေးတဲ့အိမ်နီးချင်းရှိခြင်းကကောင်းကြီးမင်္ဂလာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ပြန်လဲကြည့်မယ်ဆိုရင်အခန်းငယ်9မှာပေါ့နော်ထိုမိမသည်တွား၍သားတို့သည်လည်းဦးများကိုယူခဲ့ပြီးမှမိမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏ဆိုတော့သူတို့ရဲ့နာခံမှုအဖြစ်နော်နာခံခြင်းထဲမှာလည်းလှုပ်ဆောင်ခြင်းထဲမှာလည်းပဲသူတို့ရဲ့ယုံကြည်ခြင်းပါတယ်ဒီနော်အိုးတွေတွားယူပြီးတော့ထည့်ရမှာဖြစ်နိုင်ပါမလားပေါ့အတိတ်ပဲမရှိဘူး
ဒါကတော့လုံးဝမကောင်းထင်နေတော့ဆိုပြီးတော့တန်တရားတွေမရှိဘဲနဲ့ယုံကြည်ခြင်းပြည့်နဲ့နာခံခဲ့ပါတယ်နာခံခြင်းကကောင်းကြီးမင်္ဂလာတကားဝဖြစ်တယ်နာခံခြင်းမှာနမိတ်လက္ခဏာတွေရှိပါတယ်ဒါကြောင့်မလို့ဖျားလူတော်ကိုနာခံဖို့အတွက်ကျွန်တော်တို့လိုက်လျှောက်ဖို့အတွက်အထူးရည်ကြီးတာဖြစ်ပါတယ်လို့ဒါကတော့ဒီအကြောင်းအရာမှာအမြဲတမ်းဒီနာခံခြင်းလိုက်လျှောက်ခြင်းလှုပ်ဆောင်ခြင်းကတော့အထူးအားလုံးကသိပြီးသားခွာရပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဦးများ၌စီပြည့်သောအခါဦးတလုံးကိုယူခဲ့ဦးမှုတားအားဆိုလင်ဦးလက်မရှိပါဟုပြန်ပြောတော်စီသည်တန့်လျက်နေ၏။ဆိုတော့ကျွန်တော်တို့တက်တာမှာဖျားခင်ကောင်းကြီးမင်္ဂလာစီးဆင်းမှုပါเนาะအမြဲတမ်းကျွန်တော်တို့လက်ခံနေသည်အမြဲတမ်းမရက်မတက်စီးဆင်းနေကျွန်တော်တို့လက်ခံမှုမရှိတော့ဘူးဆိုရင်လက်ခံနိုင်စွမ်းမရှိတော့ဘူးဆိုရင်လည်းပဲရက်တန့်နေဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ချက်အနေနဲ့ပူးပေါင်းဆောင်ရွက်မှုမိခင်နဲ့တားနှစ်ယောက်ကအတူတကွပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတော့တွေ့ရတယ်ဒီတားနှစ်ယောက်ကသူတို့အကျွေးမပေးနိုင်ဘူးဆိုရင်ကြုံခံရတော့မှာဖြစ်တယ်တသက်လုံးအလုပ်လုပ်ရတော့မှာဖြစ်တယ်ဒါပေမဲ့သူတို့ဒီအိမ်မှာပူးပေါင်းဆောင်ရွက်ပြီးအလုပ်လုပ်တဲ့အခါမှာအိမ်အလုပ်ကိုနော်စူးစမ်းပြီးလုပ်တဲ့အခါမှာသူတို့ကသူများအိမ်မှာကြုံဘဝကနေပြီးတော့လွတ်မြောက်တာဖြစ်ပါတယ်လို့တစ်ခါတလေကြရင်နော်ကျွန်တော်တို့ရဲ့အိမ်မှာအလုပ်လုပ်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်းပဲကောင်းကြီးမင်္ဂလာဖြစ်နော်ဒီမှာတော့ပူးပေါင်းဆောင်ရွက်မှုကိုတွေ့ရတယ်အတူတကွပူးပေါင်းဆောင်ရွက်တတ်ဖို့အထူးလိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကြည့်မယ်ဆိုရင်ထိုမိမသည်လာ၍ဖျားသခင်လူကိုကြားပြောလေသူကထိုစီကိုတွား၍ရောင်းပြီးလေကျွေးကိုဆက်လောကျွင်းသောစီကိုအမိပြု၍တင်နှင့်တားတို့သည်အသက်မွေးကြလောဟုဆို၏နောက်ဆုံးအနေနဲ့ကျွန်တော်ဗာတွေ့ရလဲဆိုရင်အရန်လှပတဲ့အရာလေးဖြစ်ပါတယ်ဒါကတော့ဖျားခင်အမှုပြီးတဲ့အခါမှာနော်သူတို့အောင်မြင်သွားတဲ့အခါမှာကောင်းကြီးမင်္ဂလာခံစားသွားတဲ့အခါမှာဖျားလူစီပြန်သွားတယ်ဆိုတော့တွေ့ရပါတယ်ဟာလေလုယာကျွန်တော်တို့ဖျားခင်ကောင်းကြီးမင်္ဂလာခံစားတဲ့အခါမှာအမြဲတမ်းကြီးစုချီးမွမ်းခြင်းကိုပြန်ပူဇော်ရမှာဖြစ်ပါတယ်ဖျားခင်စီပြန်လာရမှာဖြစ်ပါတယ်တော့ဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဘယ်လိုမျိုးအသုံးပြုရမလဲဒီကောင်းကြီးမင်္ဂလာတွေကိုဆိုတဲ့အရာကိုပြန်လည်ပြီးတော့ဖျားခင်စီမှာစက္ကန့်အနံပြီးတော့ကျေးဇူးချီးမွမ်းဖို့အတွက်လိုအပ်ပါတယ်ဒီလိုမျိုးကျေးဇူးချီးမွမ်းခြင်းကိုပူဇော်ဖို့အတွက်ဖျားခင်ကလည်းအလိုရှိပါတယ်လို့နောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်ဖျားခင်ကသူတို့ရဲ့ခက်ခဲကိုဖြေရှင်းပေးတယ်အချိန်မီပြင်ဆင်ပေးတယ်နမိတ်လက္ခဏာနဲ့ပို့ဆောင်တယ်ဖျားခင်ကောင်းကြီးမင်္ဂလာကအကျွေးဆက်ပေးဖို့အတွက်ပဲမကဘဲနဲ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ပါဖြစ်ပါတယ်လို့ဆိုတော့မုံကားလုံးနဲ့9နောက်ကောင်ကိုလူ9000ကိုကျွေးမွေးတဲ့ခါမှာတောင်း12တောင်းတောင်မှပြန်လဲပို့ခဲ့တယ်ဆိုတော့တွေ့ရပါတယ်။မြေရန်ကောင်းကြီးမင်္ဂလာကပူရှံတယ်သူတို့ရဲ့တား2ယောက်နဲ့နော်မုတ်ဆိုးမရဲ့အခြေအနေကအကျွေးဆက်ယုံနဲ့ပြီးသွားတာမဟုတ်ဘဲနဲ့သူတို့ရဲ့အသက်မွေးဝမ်းအကြောင်းအတွက်တောင်မှဖျားသခင်ကပြင်ဆင်ပေးတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လိုအပ်နေတဲ့အရာကျွန်တော်တို့ရဲ့အခြေခံလိုအပ်ချက်စာဝတ်နေရေးဖျားသခင်ကအမြဲတမ်းဖြည့်ရှင်းပေးမယ်ဆိုတဲ့ဂတိတော်တွေကကျွန်တော်တို့အသက်တာအတွက်အမြဲတမ်းရှိနေတာဖြစ်ပါတယ်ဒါကြောင့်မလို့အခက်အခဲတွေကြုံဆုံနေရပါသလားအကျွေးတွေပြိနေပါသလားကြုံဆုံရတဲ့ဒုက္ခတွေကိုဖျားခင်စီမှာတွားပြီးတော့ဖျားခင်စီမှာဆုတောင်းပြီးတော့ဖျားခင်လူစီမှာတွားပြီးတော့အကြံဉာဏ်တောင်းပြီးတော့ဆုတောင်းကချက်တင်ပြပြီးတော့ဖျားသခင်ဖြည့်ရှင်းပေးမဲ့နည်းလမ်းကိုရင်ခုန်စွာမျှော်လင့်စောင့်စားရအောင်တကယ်လို့ကျွန်တော်တို့ညွှန်ကြားချက်ရတယ်ဒါမှမဟုတ်လေနော်ဖျားသခင်ရဲ့လမ်းပြမှုရရှိတယ်ဆိုရင်နာခံလျှောက်လန်းဖို့အတွက်အထူးရေးကြီးပါတယ်နာခံလျှောက်လန်းစီရတယ်အများကြီးပဲတမန်ကျမ်းစာထဲမှာတိပြီးသားရှိတယ်မလို့နိုင်တာတွေရှိခွင့်လွှတ်ခြင်းနော်ချစ်ခြင်းပေးကမ်းခြင်းအမျိုးစုံသောအရာတွေနော်ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းမှာအစဧဝံဂေလိဝေငှခြင်းသာသနာတိုးပေါအောင်ဆောင်ရွက်ခြင်းတွေကအစအကုန်ပါတယ်ပေါ့နော်ဒီအရာတွေကိုကျွန်တော်တို့စူးစမ်းပြီးတော့လှုပ်ဆောင်မယ်ဆိုတော့အလိုတော်ဆောင်တာဖြစ်ပါတယ်နော်တန်တဲ့အသေးစိတ် detail လမ်းပြမှုကတင်တဲ့ကျွန်တော်တို့အတွက်တူမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီလိုလမ်းညွှန်မှုတွေရရှိတယ်ဆိုရင်လည်းပဲနာခံလျှောက်လန်းဖို့အတွက်အထူးရေးကြီးတဲ့ယုံကြည်ခြင်းနဲ့လှုပ်ဆောင်ဖို့အတွက်အထူးရေးကြီးတယ်လှုပ်ဆောင်တဲ့အခါမှာလည်းပူးပေါင်းဆောင်ရွက်မှုကလည်းအရေးကြီးတယ်ပူးပေါင်းဆောင်ရွက်ခြင်းကအောင်မြင်ခြင်းကိုပို့ဆောင်ပေးပါတယ်ဒီလိုကောင်းခြင်းမင်္ဂလာတွေရရှိလာတဲ့အခါမှာလည်းဘုရားသခင်ထံတော်ပါမှာပြန်လည်ပြီးကျေးဇူးချီးမွမ်းဖို့အတွက်ဖြစ်ပါတယ်ပြီးတော့ဘုရားသခင်ကောင်းခြင်းမင်္ဂလာကအမြဲတမ်းသင်နဲ့ကျွန်တော်တို့ပူရှံတာဖြစ်တယ်ဆိုတော့ကို
အနေငယ်ခွန်အားပေးခြင်းတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရောက်စီတတ်မှာဖျားရှင်ကောင်းချီးပေးပါစေ